အားလုံးပဲမင်္ဂလာပါအခုကတော့ယတိရဲ့တနေ့သားလေးကိုတင်ဆက်ပေးရမှာပဲပါရဲ့ငါနိုးပြီးမနက်တော့မိုးလင်းနေပြီဒီတော့ချိုးရမယ်ကဲအင်ဂျီလေးပါဦးမယ်ဒီနေ့ကြီးကအေးလိုက်တာရမ်းအေးတယ်ဆိုတော့တော်ပြီဒီလောက်ပဲချိုးမယ်ဝေစားသွားလဲမယ်ဝေစားသွားလဲကြမယ်ဒီနေ့ကနောက်ကျရင်သပင်သားညက်မယ်ဝစားလေးလဲလိုက်ပါဦးမယ်ခေါင်းဝင်လေးလဲလိုက်မယ်ဒါလေးလှရဲခေါင်းဝင်လဲလိုက်မယ်ဒါလေးလဲပါမယ်ကဲအခုသပင်သားညက်ကြမယ်အခုသပင်သားညက်မှာပဲဖြစ်ပါရဲ့သွားမယ်သပင်သားညက်ပါမယ်ပြေးမယ်ဟဲ့သပင်သားညက်ကြမယ်ကိုကစပိန်လေးနဲ့ပဲသွားညက်လိုက်မယ်စပိန်လေးနဲ့ပဲသွားလိုက်မယ်